အတိတ်ကာလတော့အင်္ဂုလိမာလာကြီးဟာဖြင့်ဘာကြောင့်မို့လို့ဒီပြစ္ဆုတ်ပံကာလလက်ညှိုးကြီးဖြတ်ရတယ်လို့အကြောင်းတရားအကျိုးတရားတရားဓမ္မများပြောအောင်ပါပေါ့စိတ်တော့နော်အဲ့တော့အတိတ်ကာလတော့မြတ်စွာဘုရားလက်ထက်ကအင်္ဂုလိမာလာယဟန်ကြီးဟာသူဘာတွေဖြစ်ခဲ့သလဲပိဋ္ဌာကြီးဖြစ်ခဲ့ပိဋ္ဌာကြီးကအသရိုးထောင်ကြီးဖြစ်ခဲ့တယ်ဗျာပိဋ္ဌာအသရိုးထောင်ကြီးဖြစ်ခဲ့တော့ယွာနာချုပ်ဆက်ကလူတွေကသွားပြီးအသားထောင်ကြီးရဆိုပြီးတော့တိချက်လာတယ်သူ့မှာပိဋ္ဌာကြီးဆိုတော့ဒီမဲ့အော်လဲမော်ပါဇက်ပေါက်လေးတင်းတင်းလေးကိုအသရိုးထောင်ကြီးဖြစ်အဲ့ဒါကြီးပြီးစားတာယွာနာချုပ်ဆက်ကပုံကိုယ်တွေကလက်ညှိုးညွှန်တဲ့ပုံကိုယ်တွေကဟောင်းမှာကွာမင်းတို့မသွားကြဘူးလားအသားထောင်ကြီးဟိုမှာသွားပြီးတော့ဟင်းပြချက်စားခြင်းရတဲ့ပုံကိုယ်သွားပါလားလက်ညှိုးညွှန်ပြတဲ့ပုံကိုယ်တွေသူအသားကိုတီးပြီးတော့ချက်စားတဲ့ပုံကိုယ်တွေဂေါရမများစွာဘုရားသာသနာကြီးမိတဲ့အချိန်ခါမကြတော့သူလူရယ်လို့ဖြစ်လာပါတယ်ဗျာလူရယ်လို့ဖြစ်လာတဲ့အချိန်ခါကျတော့တရားဓမ္မများခိုးသားကြီးဖြစ်ပါတယ်ဗျာခိုးသားကြီးဖြစ်တော့အတိတ်ကာလတုန်းကသူ့ကိုပိဋ္ဌာဘဝတုန်းကအသရိုးထောင်ကြီးကိုဖြစ်ခဲ့တုန်းကအသားတွေကိုတိလက်စားတဲ့ပုံကိုယ်တွေကိုသူကလက်ညှိုးပြပြီးအကုန်စပြစ်တာပါပဲဗျာလက်ညှိုးညွှန်တဲ့ပုံကိုယ်တွေတော့လက်ညှိုးဖြတ်လိုက်ပါလေဗျာအဲ့ဒါပါလေအတိတ်အကြောင်းပြစ္ဆုတ်ပါအကျိုးပြစ္ဆုတ်ပါအကြောင်းအနာကအကျိုးကာလသုံးပါဒီတိုင်းသွားပါတယ်အဲ့ဒီတော့တရားဓမ္မများအတိတ်အနာကပြစ္ဆုတ်ပါကာလသုံးပါဝတ်ကျွေးတွေတော့မလုပ်ကြနဲ့ဗျာတဲအင်ကူဆရာတော်ကြီးတရားများကိုနာယူနိုင်ရန် subscribe လေးနှိပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်